အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အနန္တစီနာဖောင်ဒေးရှင်းမှာဒေါက်တာချူကန်စောဖြစ်ပါတယ်ဒီနေ့မှာတော့တော်တော်များများသိကြတဲ့အသေးအောင်တော်ဝါပိုးတွေအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အသေးအောင်တော်ဝါပိုးတွေကတကယ်တမ်းကျတော့ပေါ့နော်တီးတယ်လို့မတီးတယ်လို့နဲ့တေချာမသိကြပါဘူးအသေးအောင်တော်ဝါဖြစ်စေတဲ့ virus ပိုးတွေကို hepatitis virus လို့ခေါ်ပါတယ်။ hepatitis virus တွေမှာ A B C D E ဆိုပြီးတော့၅မျိုးရှိပါတယ်။ A နဲ့ E ကတော့အစားအသောက်နဲ့မစင်အညစ်အကြေးတွေကတဆင့်ကူးစက်ပါတယ်။ B နဲ့ C ကတော့လူခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတဆင့်ကူးစက်တတ်ပါတယ်။အသေးအောင်တော်ဝါ A နဲ့ E ကတော့ပြီးခဲ့တဲ့လရာနာမည်ကြီးထားဆိုတော့သိကြမှာများပါတယ်။အသေးအောင်တော်ဝါ B နဲ့ C ကလည်းအသက်ကင်ဆာဖြစ်စေရဆိုပြီးတော့သိထားကြတာများပါတယ်။အသေးအောင်တော်ဝါယောဂပိုးတွေကတစ်ခုနဲ့တစ်ခုကူးစက်ပုံချင်းမတူကြပါဘူး။ဒီနေရာမှာအသေးအောင်တော်ဝါ A နဲ့ E ကြောင်းကိုအရင်ပြောပြပေးပါမယ်။အသေးအောင်တော်ဝါ A နဲ့ E နဲ့ကအစားအသောက်နဲ့ပြီးတော့ကြတော့မတန့်စင်တဲ့အညစ်အကြေးမစင်တွေကနေတစ်စစ်ကူးစက်တတ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ယောဂပိုးရှိသူကအိမ်နာဝင်သွားတယ်ပြီးတော့ကြတော့လက်ကိုတေချာတန့်ရှင်းမလုပ်ဖဲနဲ့အဲ့လက်နဲ့ပဲအစားအစာပြင်ဆင်တယ်။အဲ့ဒီအစားအစာကိုတခြားတစ်ယောက်ကစားမိရဆိုလို့ရှိရင်အသေးအောင်တော်ဝါ A နဲ့ E ကူးစက်တတ်ပါတယ်။အသေးအောင်တော်ဝါ B နဲ့ C ကတော့အဲ့လိုမျိုးမဟုတ်ပါဘူး B နဲ့ C ကတော့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတဆင့်ကူးစက်တတ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ယောဂပိုးရှိသူရဲ့သွေးသွင်းမိတာကလေးမီးဖွားနေတဲ့အချိန်မှာယောဂပိုးရှိသူအမေကနေတဆင့်ကလေးကိုကူးစက်တာယောဂပိုးရှိသူနဲ့အကာအကွယ်မဲ့လိမ့်ဆက်ဆံတာနောက်ဆုံးတစ်ချက်ကတော့ယောဂပိုးရှိသူနဲ့အတချောင်းနဲ့တူတူမျှဝင်သုံးဆွဲမိတာကနေတဆင့်အသေးအောင်တော်ဝါ B ပိုးနဲ့ C ပိုးကူးစက်တတ်ပါတယ်ဒီနေရာမှာတခုပြပြချင်တာကတော့အသေးအောင်တော်ဝါစီပိုးကသွေးကနေအဓိကကူးစက်တတ်တဲ့အတွက်ကြောင့်မို့လို့ဆေးထိုးရဝင်မြသုံးဆွဲတဲ့မူးယစ်ဆေးအကျော်လေးထိုးသွင်းသူတွေမှာအဓိကကူးစက်တာပိုပြီးတော့များပါတယ်အသေးအောင်တော်ဝါ A နဲ့ E ကူးစက်ခံရမယ်ဆိုလို့ရှိရင်တော့အဓိကအစောပိုင်းမှာကိုလက်တင်နာမယ်ဖျားမယ်ကြိုက်ခဲမယ်အသေးအသားတွေဝါမယ်ပေါ့နော်ဒါပေမဲ့အသေးအောင်တော်ဝါ A နဲ့ E ကိုခန္ဓာကိုယ်ကနေပြီးတော့လိုလျောက်တိုက်ထုတ်နိုင်တဲ့အတွက်ကြောင့်မလို့၄ဘက်ကနေ၈ဘက်အတွင်းမှာယောဂါသူ့လိုပျောက်ကင်းသွားလိမ့်ရှိပါတယ်ဒါပေမဲ့အသေးအောင်တော်ဝါ B နဲ့ C ကိုတော့ခန္ဓာကိုယ်ကခုခံအားတွေကတိုက်ထုတ်နိုင်ခြင်းမရှိပါဘူးအဲ့အတွက်ကြောင့်မလို့သူတို့ကလည်း A နဲ့ E လိုမျိုးပေါ့နော်ဆက်စချင်းကတော့ခန္ဓာကိုယ်ကဖျားမယ်နားမယ်အဲ့နောက်ပိုင်းအသေးအောင်မယ်အသေးအောင်ကနေတဆင့်တဖြည်းဖြည်းနဲ့ပေါ့နော်အသေး6လာမယ်အဲ့ဒီကနေပြီးတော့အသေးကန်ဆာအထိဖြစ်သွားနိုင်ပါတယ်အသေးအောင်တော်က A နဲ့ E အတွက်ကတော့ထူးထူးခြားခြားကုသစရာနည်းလမ်းမရှိသေးပါဘူးအသေးကိုအထောက်ပံ့ဖြစ်အောင်လို့ရေများများတောက်ခိုင်းမယ်ပြီးတော့ကြတော့အသေးအတွက်လိုအပ်တဲ့အာဟာရအတွက်အချိုများများပေးမယ်ဒီလိုနဲ့သူ့လိုပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်အသေးအောင်တော်ဝါ B ပိုးနဲ့ C ပိုးနဲ့ကတော့ A နဲ့ E လိုမျိုးမဟုတ်ပါဘူး B ပိုးကတော့ပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိသေးပါဘူး HIV ကုသတဲ့လိုမျိုးပဲဒီပေါ့နော်တသက်လုံးပိုးထိန်စီကိုတောက်ရမှာပဲဖြစ်ပါတယ်အသေးအောင်တော်ဝါစီပိုးကတော့အစိုးရကောင်းတာတစ်ခုကတော့သူ့ကိုအရှင်းပြအောင်ကုသနိုင်တဲ့ဆေးပေါ်နေပြီးဖြစ်ပါတယ်အရင်တုန်းကပေးခဲ့တဲ့ interferon ဆေးလိုမျိုးဆိုးကျိုးမများတဲ့အပြင်အခုနောက်ပိုင်းပေါ်လာတဲ့ DA ဆိုတဲ့ဆေးကို3လ12ပတ်တောက်ရုံနဲ့တဲအောင်တော်ဝါစီပိုးကိုအရှင်းပြအောင်ကုသလို့ရပြီပဲဖြစ်ပါတယ်ကုန်ကျစရိတ်လည်းမများတဲ့အပြင်တောက်ဆေးဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်ကူဆင်ပြေပါတယ်ရှင်နာတာရှိယောဂမဖြစ်တဲ့အသေးအောင်တော်ဝါ A နဲ့ E မှာဆိုလို့ရှိရင်အသေးအောင်တော်ဝါ A ဘိုးအတွက်ကာကွယ်ဆေးရှိပါတယ်။အသေးအောင်တော်ဝါ E အတွက်ကတော့ကာကွယ်ဆေးမရှိပါဘူး။ဒီအတွက်ကြောင့်မလို့လက်ကိုတေချာဆေးကြောတာရေကိုကြိုချက်တောက်တာအစားအစာကိုတေချာတန့်ရှင်းပြင်ဆင်ချက်ပြုတ်တာဒါအပြင်တန့်ရှင်းတဲ့ဆိုင်တွေမှာစားတာမျိုးပြုလုပ်သင့်ပါတယ်။အသေးအောင်တော်ဝါ B ပိုးနဲ့ C ပိုးမှာဆိုလို့ရှိရင်တော့အသေးအောင်တော်ဝါ B ပိုးကကာကွယ်ဆေးရှိပါတယ်။ C ပိုးအတွက်ကကာကွယ်ဆေးမရှိပေမဲ့လို့ပေါ့နော်အရှင်းပြအောင်ကုသနိုင်သေးတယ်ဆိုတော့ကြတော့တော်သေးတယ်လို့ပြောရမှာပေါ့ဒါပေမဲ့အသေးအောင်တော်ဝါ B ပိုးနဲ့ C ပိုးမကူးစက်အောင်ဆိုလို့ရှိရင်တော့အကာအကွယ်မဲ့လိမ့်ဆက်ဆံတာမျိုးမပြုလုပ်ရပါဘူးပြီးတော့ကြတော့ခန္ဓာကိုယ်ကထွက်တဲ့သွေးတို့အရည်တို့ကိုလက်ပလာနဲ့ထိတွေ့ခြင်းကနေရှောင်ကျဉ်ရမှာပဲနောက်ဆုံးချက်အနေနဲ့အရေးကြီးဆုံးကတော့ပေါ့နော်ဒီယောဂပိုးရှိသူနဲ့စေတိုးအတူတူမျှဝေသုံးဆွဲတာမျိုးကိုလည်းရှောင်ကျဉ်ရပါမယ်ရှင်
ဒါလောက်ဆိုရင်တော့အသက်ရောင်တော်ဝါယောဂပိုးတွေနဲ့ပတ်သက်ပြီးတော့ပိုးတွေအကြောင်းကာကွယ်နည်းအကြောင်းကုသဆေးတွေအကြောင်းကိုသိရှိသွားကြပြီးတော့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ရှင်အနန္တစေနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးစီစဉ်တွေကိုအနန္တစေနာဖောင်ဒေးရှင်း Facebook Page မှာ Like and Follow လုပ်ထားပြီးကြည့်ရှုနိုင်လို့အနန္တစေနာဖောင်ဒေးရှင်း YouTube TikTok Channel ကိုလည်း Like and Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်